Floyd ကဒီ trap ကိုဘယ်လိုဆင်သွားလဲဆိုတာကြည့်အောင် Floyd ကအကွက်မြင်မြင်နဲ့ဒီညာ white လက်ဒီ right hook ကိုဘယ်လိုဖန်တီးသွားလဲဆိုတာဒါလျာပထမဆုံး Floyd ကသူ့ရဲ့ရှေ့ခြေထောက်ကိုတလန်တိုးလိုက်တယ်သူ့ရဲ့ရှေ့လက်ကိုတတိထားကြည့်ပါသူကဖြောင်းလက်ဒီထိုးမယ်အစားညာဖြောင်းလက်ဒီကိုအားလက်ပြတ်ထိုးလိုက်တာပါအဲ့ဒီမှာကိုတိုကလက်အုပ်ပြီးအပေါ်ပိုင်းကိုကာလိုက်ရတယ်အဲ့ဒီနောက် Floyd ဘလို့ပုံစံပြောင်းလဲဆိုတာဆက်ကြည့်ပါသူကရှေ့ခြေကိုထက်တိုးလိုက်ပြန်တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဖြောင်းလက်ဒီအတု jab feint နဲ့လှည့်စားလိုက်တာပါကိုတိုကအဲ့ဒါကိုပုတ်ထူးဖို့ Perry စူးစမ်းလိုက်တဲ့အချိန်မှာအကာအကွယ်လွတ်ဒီအပေါက်ဆွဲထွက်တယ် Floyd ကချက်ချင်းပဲညာလက်နဲ့ထားလိုက်တယ်ကိုတိုကညာဖြောင်းလက်ဒီထပ်လာမဲ့အထင်းနဲ့ဘယ်လက်နဲ့ပုတ်ထုတ်ဖို့ပြင်ပေမဲ့ Floyd ကအဲ့ဒီညာလက်ကိုညာ white right hook အစပြောင်းပြလိုက်တာပါအဲ့ဒီမှာမဲ့ထီထီမိမိနဲ့အတန့်လီဝင်သွားတာပေါ့